လေးကတော့ဒီမျိုးစတင်နေဖြစ်ပါတယ်ရှင်အော်မာလို့ခမဦးချိန်မှာဆိုရင်တော့တဖြင့်ကြောက်ရောက်နေတဲ့သားထဲနေပါခင်ဗျကြောက်ရောက်နေကဘာလဲပြောရတာခက်တဲ့တော့အရင်နဲ့တော့ဒီပါနဲ့နောက်ပြီးကြရင်ရောတွေကျွန်တော်တို့စေးပါတော့မယ်ကြည်ရကြပါခင်ဗျဦးချိန်မှာဆိုရင်တော့တဖြင့်အရွက်တွေထည့်နေပါပြီရွက်တွေတော့ပြန်စားရတော့မှာပါရွက်တွေစားရတော့မှာပါပြီးတော့ပါပြီဦးချိန်မှာဆိုတော့တဖြင့်ရွက်တွေထည့်သွားရတဲ့အတွက်အဖိုးဖွားကြီးနဲ့ရွက်တွေစားထည့်ပါပြီအဖိုးဖွားကြီးနဲ့ရွက်တွေကလည်းကောင်းပါတယ်မကြခင်စားရတော့မှာပါပြီးတော့လို့ရှိရင်ပါပြီးတော့ပါခဏလေးပါကျွန်တော်နိုင်ပါမယ်အပြည့်နောက်ပြရရင်လည်းအကပ်ပိုင်းကိုဆက်ကြည့်လိုက်ပါဦးဦးချိန်မှာဆိုရင်တော့တဖြင့်လက်ဆက်တဲ့ပစုံလေးတွေကိုထဲတော့မှာပဲဖြစ်ပါတယ်လက်ဆက်တဲ့စားကောင်းနေနော်နောက်ပြရရင်စားရတော့မှာပါအပြည့်ရင်ပြီးတော့ပါခဏလေးထောက်ပြီးကြပါအောင်ဦးချိန်မှာဆိုရင်တော့တဖြင့်ပစုံလေးထဲပါဖြစ်တဲ့အတွက်လက်ဆက်တဲ့ကစွန်ရလေးထဲတော့မှာဖြစ်ပါတယ်ငွေရလေးတွေကျွန်တော်လေးကြိုက်တဲ့အတွက်အများကြီးတွေထည့်ပေးလိုက်ပါတယ်ပြီးတော့လို့ရှိရင်တော့စားကြရတော့မှာပါအဲ့ဒါတော့နောက်ခဏတော့နားလိုက်ပါမယ်အိုးစားကြည့်ရတူငင်းလေးရရှိသွားဖြစ်တဲ့အတွက်ကျွန်တော်ကတော့စားကြည့်နေခင်ဗျာပလိတ်တီလို့လဲနောက်ပြရင်လိုက်စားကြပါဦးစားတော့ထင်မရည်ပဲကောင်းနေပြီသားပါဟမ်